ဒီတစ်ခါဘန်ကောက်ရောက်တော့ကျွန်တော်မောင်းလေးစိတ်နာမှာspace hostel တခုတော့တည်ဖြစ်တယ်ပေါ့နော်space hostel ကအဝင်မှာတဲ့ဟိုကစိတ်ဝင်စားဖို့ကောင်းတယ်ဗျအဲ့တော့space တခုကိုရဲ့ things မျိုးရောက်ဒီအဝင်ရှောင်းလမ်းမှာလည်းအဝင်မှာတဲ့ဟိုကလုပ်ပေးထားတာလေးရတယ်တော်လေး attraction လေးဖြစ်တယ်ဗျနော် space station ထုံမောင်းဆိုတဲ့ဒီ hostel လေးကိုတစ်ချက်လောက်ပဲကြည့်ကြည့်အောင်ကျွန်တော်ဒီဝင်တဲ့ကားမှာဟိုကဒီနည်းနည်းလေးသူကစမ်းတယ်ပေါ့နော်သူများ hostel တွေနဲ့တိတ်တော့မတူတော်လေးလောက်ထားတဲ့ idea လေးလဲချီကျူးပါတယ်အဲဒီဝင်တဲ့ reception နဲ့ဒီ lobby ခန်းမှာဆိုလဲကျွန်တော်တို့ဒီ space မှာရောက်နေတဲ့ vibe မျိုးလေးရအောင်သူတို့တော်တော်လေး create လုပ်ထားတယ်ဗျအဲ့ဒီသဘောကျဖို့ကောင်းတယ်ကလေးတွေပိုင်းလေသဘောကျကလေးမပြောနဲ့ကိုယ်တွေတောင်မှသဘောကျမိတယ်စိတ်ကူးစိတ်သန်းလေးတွေလည်းတော်တော်လေးကောင်းတယ်လို့ပြောရမှာပေါ့နော်ကျွန်တော် second floor ကိုတက်သွားလိုက်ရင်တော့အဲ့ဒီမှာကျွန်တော်တို့ဘယ်လိုပြောရမလဲ kitchen ခန်းရှိတယ်ပေါ့နော်နားအစားတောက်တွေစားလို့ရမယ်ကျွန်တော်တို့ဒီခဏအေးစင်းနားလို့ရမယ်လောလက်တွေcoffee လေးပါလေးတောက်လို့ရမယ်ထိုင်ပြီးနားလို့ relax လုပ်လို့ရမယ်နေရာလေးလည်းတို့ဖန်တီးပေးတာလေတော့တော့ကြောက်ကောင်းတယ်ဗျမှာ coffee free flow ပေါ့နော် coffee နဲ့ snack လေးတွေတို့ free သုံးဆောင်လို့ရအောင်စီစဉ်ပေးထားတယ်ရေတန်းဆက်လေးရေဘူးရေလေးရမယ်ပကံခွက်ရောက်လေးလည်းတို့လုပ်ပေးထားတယ်ဗျအပြင်ထွက်တဲ့ရှောက်လန်းလေးမှာလည်းအဲ့လိုမျိုးလေးပေါ့နော် decorate လုပ်ထားလေးတွေကစိတ်ဝင်စားဖို့ကောင်းတယ်ဗျဒီအကတာစကန်တစ်ခုတည်းကိုရောက်နေတဲ့ပုံစံမျိုးလေးပေါ့နော်လုပ်ပေးထားတယ်ဒါကတော့ command trial နဲ့ background တွေပေါ့နော်ဆိုရင်အလွာတိုင်းမှာရှိမယ်ကျွန်တော်တို့ဒါကျွန်တော် hostel ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီကိုယ့်ရဲ့ပစ္စည်းတွေထားဖို့အတွက်ကိုသူတို့လော့ကာလေးတွေပေးထားတယ်ဒါကျွန်တော်တို့တယောက်ချင်းစီအိပ်ရတဲ့ capsule ခန်းလေးတွေပေါ့နော် capsule ခန်းလေးတွေပါဒါကတော့သက်ဆိုင်ရာလော့ကာလေးတွေပေါ့ဒါကတော့ဘယ်ဘက်မှာအပေါ်6ခန်းညာဘက်မှာအပေါ်6ခန်းနဲ့ကျွန်တော်တို့12ယောက်အိမ်လို့ရအောင်လုပ်ပေးထားတယ်အခန်းကျယ်လေးဖြစ်ပါတယ် hostel ဆိုတော့ဗျာဟိုဘလုံးတော့စုအိပ်ရတာပေါ့ဒါပေမဲ့ကို capsule လေးတွေနဲ့ကိုအခန်းလေးနဲ့ကိုအိပ်ရတဲ့ခါကျတော့ဟို privacy တော့ဆန်တာပေါ့နော်အဲ့လိုမျိုးလေးပေါ့ဟိုဖွင့်ရတာဆိုလို့ရှိရင်လည်းကျွန်တော်တို့ key card လေးကို touch လုပ်လိုက်ပြီးတော့ကျွန်တော်တို့လွယ်လွယ်ကူဖွင့်ပြီးတော့အထဲမှာလည်းကျွန်တော် TV လေးလည်းပေးထားတယ်ဗျ TV လေးလည်းရှိတယ်ဟိုပုံမှန်တဲနေရနေရာတွေနဲ့တော့ကွဲထွက်သွားပြီးတော့နည်းလေးစိတ်ဝင်စားစရာလေးတော့ဖြစ်တာပေါ့ဗျာ fan လည်းဖြစ်တာပေါ့ထဲကမီးပြင်စင်လေးတွေကလည်းမိုက်တယ်ဗျသူတို့လုပ်ပြီးလောက်ထားတဲ့ idea လေးတော့တော်တော်လေးသဘောကျမိပါတယ်အထဲမှာဆိုတော့ကျွန်တော်တို့ aircon လီရအောင်လို့ fan စီစဉ်ပေးထားတယ် fan ဒိုးချော့လုပ်လို့ရမယ်ဒီ lighting မီးလေးတွေကိုလည်းကိုယ်စိတ်ကြိုက် color လေးတွေချိန်ပြီးတော့ကိုယ်စိတ်ကြိုက်လေးလုပ်ထားလို့ရမယ်ဒီခန်းလေးကတော့လူတယောက်စာတော့ကတော့ဒီကိုတကားပိတ်ထားလို့ရှိရင် privacy ရှိနဲ့ message ကြိုက်လို့လည်းနေလို့ရတဲ့နေရာလေးပေါ့နော်ဒီအေးခင်းလေးတွေရာလေးအစကျွန်တော် space file လေးရအောင်တို့ဒေချာလေး idea ကောင်းကောင်းလေးနဲ့လုပ်ထားတာတွေ့ရတယ်ဗျကျေးဇူးတင်ပါတယ်ပထမဆုံးဗီဒီယိုလေးမို့လို့လိုအပ်ချက်များရှိခဲ့ရင်လည်းသိခံပေးကြပါလို့အားလုံးမေတ္တာရပ်ခံပါတယ်ခင်ဗျာ